ပါလေရင်ပြည့်ကြီးစီလို့တာဂီတာလေးနဲ့လိုက်ခဲ့တာရန်ကုန်မြို့ရဲ့တနေရာဂီတာတီးတဲ့ကောင်းလေးရှောက်သွားခဲ့တာရေချိုးစိတ်ရဲ့တနေရာထိုင်ကနေလို့နေချိန်မှာပေါ်တူစောကလေးပြကားဘူလာပြီးလို့ရေရတာစကားပြောတော့ဝဲဝဲလာရေလာခက်တဲ့ကောင်းပါလေကျူစင်တဲ့ရှင်ချစ်ချစ်ရတဲ့ပေါ်တာလေးကောင်းကြတာရောမျိုးကအပြတ်မှာနေကူကင်းပြင်းတဲ့ပင်ပန်းလာပေါ်ဒီခါဂီတာတီးတဲ့ကောင်းလေးဒီမှာပြီးဖွာရှန်ကုန်သားဒီကျွန်တော်မှအိမ်မက်တွေပြင်းနေရှိတဲ့ဂီတာတလက်အော်နောက်ကျမှထဲအလို့မြန်မာပြည်အနှံ့ချင်းဆက်လေပဲ့ရတာဒီကလာတဲ့ရကိုတော့တော့ရှိပြီးတော့ဝါရှိခင်းကအလားတူကြိုင်ဆိုင်ကိုလိုမဆန့်တွင်တိုင်းချင်းမျိုးနောက်ဆုံးမဆန့်တဲ့ကြောက်ကြောင်လာပြီးတော့ဖိုတိုချမ်းဖြစ်တဲ့ယူချင်းရတဲ့ YouTube ကန်ခတ်ပြီးကူလူမျိုးဘာလဲမရှိပြရပဲပဲချင်းချင်းမမီတော့ငါဝူကြောက်ကမြန်မာဝိုင်းနေတဲ့လူမတင်စားမှာလာမီလေးရောက်လို့လားမရောက်ဘူးလို့ရှောက်ကြည့်ကမြင်လေကတော့မကတာဖယားကြီးကအပြန်မှာဒီတခါတော့စေးထုံမှာပစ္စည်းလေးများမိတဲ့အခါလိမ့်ထားပြင်းတဲ့စီချီတာဝယ်ပဲနောက်ကောက်ပြန်ပြန်